ခန္ဓာကိုယ်ထက်ကြီးတဲ့ဓာတ်ကိုသူ့ဘလို့ကင်မလဲကြည့်လိုက်ပါလျှက်တစ်ပြက်လှီးဖြတ်မှုကြက်မှုခွဲတာတွေကတော့အဖြစ်ပြောစရာမရှိဘူးဂျုံနေတာကအစဟင်းကြီးအိုးတဲ့ခုံစင်းတာအထိကျွမ်းကျင်လို့နေဟာဟင်းခတ်တာတည်းမကဘူးမီးတောင်တွေကိုလည်းသူမကြောက်ဘူးသူကိုတုံးပြီးဟင်းမကန်ကိုအနုပညာဆန်းဆန်းအလှပြနေတာပါနောက်ဆုံးလျှို့ဝဲ sauce လေးစမ်းလိုက်ရင်တော့စားဖို့မူကြီးတောင်အံ့ဩရတယ်ကြံငါးပွင့်အစင်ဟင်းတပွဲဖြစ်လာပါပြီအဲ့တဲ့သောစီကိုတဲသွားချိန်မှာတော့ဒလုတ်စားယုံနဲ့ပြောစရာမလိုအောင်တကယ်ကိုပြည့်ပြည့်စုံတဲ့အရသာပါစွမ်းရည်ဆိုတာအရွယ်အစားပေါ်မှာမူတည်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လုပ်ပေးခဲ့ပါအောင်နော်